ဒါအဲ့လိုလားအဲ့တော့အမကမျိုးဆက်ရွှေမျိုးဆက်ဆက်ပါမပြန်မေးလေတတိရှင်ပြန်မေးလိုက်ညီလေးညီလေးရဲ့အဖေပေါ့နော်မဟုတ်ပြောဘူးရောက်မေးအမေအောင်မေးပေါ့နော်ဟုတ်ရှေ့ဆက်သွားကောင်းလားမေးတော့မေးလေးရဲ့အမေရဲ့ယောက်ျားကိုဘယ်လိုခေါ်လဲလောင်းလားရောင်းဆောင်တော့ကဲကဲဘာတူမမတတ်တယ်လားဆက်တာစူပါမဒီကောင်ကဘယ်ရောက်ရှိငါလား3ယောက်ရှိဟုတ်တယ်လေဒါဆိုရင်အကိုရဲ့အဘောအကိုကြီးအောက်ကညီမလေးခွေးမျိုးစော်တာပဲဟာဘာသာလိုက်လို့ဘာမေးလားမေးပါမေးလားဒီကောင်ကဘယ်ရောက်ရှိ3ယောက်ရှိတယ်လို့အကိုရဲ့အထက်ကအကိုကြီးလို့အကိုအောက်ကညီမလေးခွေးမျိုးနော်ဘာမှကြည့်ရလည်းပြောဘူးလားဟာဘာလဲဘာဒီမလဲအလကားကဒီကောင်ကလည်းဆိုဘယ်ရောက်ရှိ3ယောက်လို့အခုညီမလေးယောက်ျားရပါပြီအိမ်အောင်ကြပါပြီကြပါပြီဒါဆိုအခုညီမလေးယောက်ျားဘယ်လိုခေါ်လဲရောက်ဖာပေါ့အဲ့လိုခေါ်တာလေတူဘယ်လိုရောက်ဖာလို့အဲ့လိုခေါ်တာဟာများလိုက်တာရောက်ဖာဒီကောင်ကြီးရောက်ဖာလို့ခေါ်တာလေမင်းကြီးကဘာလို့မနေရှိတယ်တကောင်ကျွဲဟုတ်တယ်မင်း3ယောက်တော့လို့လိုက်3ယောက်တော့လို့လိုက်3ယောက်တော့3ယောက်ကမင်းအထက်ကအကိုကြီးမင်းအောက်ကညီလေးညီမလေးကွာညီမလေးလိုက်ညီမလေးမွေးပါဗျာမင်းညီမလေးလိုက်အိမ်ကမွေးတယ်ကွာမင်းညီမလေးနော်မင်းညီမယောက်ျားရည်လားရပါပြီမင်းညီမယောက်ျားဘယ်လိုခေါ်လို့ဘာကောက်လို့သဘောတူလို့ဘာကောက်တာဟာလက်ပြန်မလာတော့အဲ့တော့ညီမလေးယောက်ျားဘာဖြစ်လို့ငါဘယ်လိုထူရမှာမင်းရောက်ဖားလို့အမတ်တမနဲ့ကဖက်တော့ခွေးချီသွားပြန်ပြီကဲခွေးချီသွားရအမလည်းဗာမီတွန်သွားတိုက်တော့ကဲလက်ခုပ်ဒီမနော်အခါကြည့်ရမယ်လက်မကြည့်တယ်ဆိုတော့လက်ခုပ်ကကြည့်လို့မရတော့ဘူးနော်ကလေးကိုဗာမီတွန်တိုက်ယူလာတယ်တို့ရှင်းဆက်လိုက်ကြကွာလောက်ပါနဲ့ကလေးကိုမပြန်သေးဘူးလေမပြန်သေးတော့ကလေးကိုဗာမီတွန်ဘယ်နဲ့လုံးတော့တိုက်ခဲတာလဲဒါလေးနိုးပြီလားမေရတော့လေသူ့ကိုဗာမီတွန်မတိုက်ဘူးလားချိုတိုက်တိုက်မလားအမအိမ်ရောဖုန်းဆက်ကြည့်တယ်ဟာတကယ်အိမ်ရမလေးကောင်းတယ်မေအိမ်ရမအောင်လို့ရှိပြီးပြီလို့ဂုံဟေးဟာဒီဟေးကြည့်နေကျွန်တော်ရှစ်တက်တယ်လားစိတ်ကိုခွေးလိုက်ကြအမသားဗာမီတွန်တိုက်ပဲသားလေးပြန်နိုးလာပြီမဒါလေးကြည့်တာနော်အကိုကြီးကရှိရကမှာကြည့်ရအောင်လို့ကြည့်နေလိုက်ရဇက်ထဲမှာဘယ်လိုဘလောင်းနဲ့ချီးတွေဟွာလားဘေးချင်းဘိုးလေးတော့နော်တရားကြည့်တော့ဒါလေးတို့လာပြီဒီလေးကိုကြည့်နေပြီဆိုင်ဆိုင်ကြီးဒီတော့ချစ်လို့နောက်ကျိုးလို့လားမိမိကရိုက်တာနောက်ကျိုးလို့ကဘယ်တော့ကျိုးလို့လဲနားမယ်ဟဲ့နားမယ်တောင်းဟိုင်း
ဒီအဖိုက်တွေကလည်းမျိုးရပါ မင်းတို့ကလက်တင်းမပေါက်လုပ်ပေလေကွာ တိုင်းရပြီဟာတကယ်တို့ပြီဟာဘာလို့ဟာဒီကမလို့တက်နေတာရှာလိုက်ကတော့ဒီကမလို့တက်နေတာဆိုတော့ဘာမှမရှိဘူးအဲ့လိုပြောမလို့အကောရရှိမှာကလေဒီလေးတွေကတော့ပဲသူတို့အကလေးကိုနာမည်ပေးလိုက် ဘယ်လိုပေးလိုက်တယ် တယောက်တစ်ပေါက်ဒုရှိရအောင်ဒီမှာအကလိုက်တော့ညီလေးတို့အစမပြေလေတင်းနိုင်ကုန်သွားလိုက်ကြပါ ဟိုကိုယ်နဲ့ဒီနေ့ကတော့တယ် အော်ဝင်းချီဟေးဟုတ်လားရိုးမနေကျွန်တော်ရှာရဲပါပြအေးရှာလိုက်တဲ့ခွင်းတော့လည်းကြနော် မချိုးချင်တာငါသိပါတယ် ဘကလေးကိုအဲ့လိုပြောတယ် ဘာမီတူနေရမယ်ဘာမီတူနေရမယ် ဟောလေကြီးဘာမီတော့မရှိဘူးအကိုကြီးစေးမိမယ်လေအင်းလေးမလား မရမလုပ်ပါနဲ့ အော်သူ့အောင် ကျွန်တော်လက်လုံးသွားရင် နောက်တစ်ခါပြောမယ်နော်အဲ့ကလေးကိုစေးတဲ့နောက်တစ်ခါကလေးလို့ကျတယ်ဆိုတော့လာအောင်ပြောတယ်ဟုတ်တယ်ပြောကြပြောမှာအချင်းနာနေလို့ပြောသူ့ကြောက်ကြနေလက်တိလေးလိုက်ခလေးမလို့အချင်းနာဟဲ့ရှုမချအဲ့ကြောက်ကြတယ်ဒီကောင်လေးဒီလောက်လေဒါလေးကမယ်ဆိုလဲကဟိုမရက်ပဲကြရင်တို့ကပွဲကူသွားမှာလေဟုတ်တယ်မလားကိုလည်းစဉ်းစားနေဘာစဉ်းစားဟိုမရက်ပြန်ကောင်းရှော်ရင်ဆိုပြီးနေ6ပါမလားနေရကောင်းရှော်ရင်ဆိုပြီး6နေအဲ့ဒါပြောမရဘူးဒါက तू အဲ့ယောဂကြောင့်ဆိုပြီးမရှိတော့တာဒီလေးအခုပြောလို့တော့ဒီထဲမှာလေစားလည်းမစားကြမတော်လည်းမတော့ကျင်အဲ့ဆေးကောင်းသွားပြီးရတော့ ပါတယ် ခင်ဗျားတဲ့ယူဆိုင်တဲ့မျိုးလုံးတွေလည်းညိုးနေရဲ့ကိုကုံနေရှိချင်နေဟာလေအကွာဖြူးဖြူးသူနဲ့ထူတယ်လို့ ဟုတ်တယ်အားကြောင့်မလို့ကျွန်တော်လည်းစေးကန်းသွားလိုက်ပြီ မင်းကဘာဖြစ်တာဖားသူอ่ะ စေးကန်းသွားလိုက်တော့ အားကြောင့် ဘာလို့ချင်တာလဲကျွန်တော်ဘိုက်တွေတိတ်မကောင်း ဟောအေးဘောအစာ ဆ ရေး ရာဝန်ကဒါဘာလို့ချင်တာတော့လဲဆရာရဲလို့ဒါတအိမ်ထုတ်ချင်တာလို့ တကယ်ပါယောက်ျားကြီးဟာတကယ်အောင်လား ကဲပြောတာဟိုဆိုင်လည်းမကောင်းဘူးပြီးတော့မျက်စိလည်းပဲသိမကောင်းဘူးတဲ့မျက်စိတွေမှုံနေတယ်တဲ့အဲ့တော့မျက်လုံးကိုစတီးကိုထည့်ရမယ်တဲ့ ကြောက်ပြော အဲ့တော့မိမစတီးတဲ့တော့ယောက်ျားကမျက်လုံးစတီးတယ်မျက်လုံးအကောင်းလားမကောင်းလားကျွန်တော်လေ ဟမ် သားမီးရောက်လာရင်လေ ဒီဘော မအေးရောမမြင်ဘူးသမီးကိုဝါချင်နေတာ ဟမ်အော်မင်းတို့ကသိမမြင်တပိကဝါတာတာဖြစ်တယ်အဲ့လိုပြောတာ အဲ့ယူ မင်းကတော့ဘလို့စကားကြီးရော ပို့ဘူးလေမျက်လုံးနဲ့ကိုရအဝေးမောင်းနေနေကြာသားမီးရောက်လာရင်လေမအေးရောတိတ်မမြင်ဘူးအေးသမီးကိုဝါချင် အေးဟုတ်တယ်ညီလေးရှာကိုကူတာညီကိုလေးညီလေးကိုဝါကျင်နေပြီ အဲ့ဒါနာမျက်စိလို့ခေါ်တယ်နာမျက်စိ မင်းသမီးတွေဆရာဝန်စီသင်ပြီးတော့လည်းကမက မှတ်တာနော် ကျွန်တော်ကလိုက်က ဟာမလားဟဲ့ဟောဆိုမင်းသားပြောတာအတီပြောနေတာ โอเคနော် โอเคနော် โอเคဘာလို့โอเค ဟဲ့ ဘာလို့ကိုဝေစီကိုမချဘူးနော် ကရင် နောက်တကညာချင်းဖြစ်တာမကန်ချင်မုံမစားနဲ့နော်ညာချင်းဖြစ်ကြရရင်လေနောက်ဖေးမှာမငိုနဲ့ဟုတ်လားအေး သူရတဲ့စားငုတ်တယ်ဟုတ်တယ် အဲ့ဒါဆိုဖော်လေသူစားတယ် သူစားပြောမျက်လုံးတွေကကလီကမမျက်လုံးကမျက်လားအရင်တော့မင်းသမီးကြီးခင်းရတယ်မဟုတ်လား အကိုထွက်တယ်မင်းသမီးအကုန်ငှတယ်ဒီမှာကြည့်လိုက် IC show ပွဲကလိုကြီး ဟဲ့ရှောက်မပြောနဲ့ တိုင်းလည်း တရားတန်ကြီးပေးပြီးခေါ် တိုင်းလည်းနေနေကားလို့ဒီမှာမဒီလိုက်ရှင်ဆုံးဖို့ ဒီကောင်မလေးတရားတန်ကြီးပေးခေါ်တာဟိုက်ကောင်မလေးဆိုရင်ဒါမင်းသားချစ်လို့သာသူ့ကိုခေါ်တယ်အဲ့ကောင်ယောဂရှိတယ်ဘာလို့ဘာပြောတော့ကိုရဲ့တမီးရဲ့ဒီကြီးရဲ့ထဲမှာလည်းအမြဲတမ်းရင်ကြက်ကြက်နေတယ်အဲ့ကိုလည်းစေးပေးလိုက်တာပါရင်ကြက်ရင်တမီးလို့ body ကျိုးတစ်စစ်ထုတ်လာပြီ ဘာကြီးချက်ပြောနေဒါနဲ့လူရှင်တော်ရအဲ့ကောင်မလေးတို့လည်းအဲ့တိုင်းပဲအဲ့လိုပြောလိုက်လို့ကျွန်တော်တိသွားတယ်အကိုတိသွားတယ်အကိုကြီးတဲ့မောင်လေးဟိုကိုကြီးပြဖို့တဲ့
သမီးတယ်ဟိုကဘလာဝယ်မလို့တဲ့ခလားလို့ဘလာမလို့ဘလို့ဝယ်